ဒီနေ့ဗီဒီယိုလေးကတော့ရချက်ပူရီရဲ့ဖျားပွဲကိုခေါ်တော့မှာဖြစ်ပါတယ်နော်အခုသိကြတဲ့အတိုင်းခုကတစောင်းတိုင်းအချိန်က၄ရောက်လာတဲ့ခါကျတော့လေသူတို့စီမှာလည်းဖျားပွဲအရင်များပေါ့နော်လောက်ပူလီဆိုတဲ့မျိုးကတော့ဘန်ကောက်နဲ့တိတ်မွေးပေါ့နော်2နာရီလောက်ကားမောင်းရောက်ပါတယ်ပြီးတော့သူဖျားပွဲထုံးစံအတိုင်းပဲစားတောက်တွေအများကြီးပေါ်ပေါ့နော်European မုံလေးလားဒါမှမဟုတ်သူတို့ရိုးရအချို့ပွဲတွေလား street food လေးတွေအစုံရတယ်ပေါ့နော်ပြီးတော့သူတို့ရဲ့အားတာချက်ကကြတော့အစားအသောက်တွေကိုတခြားလေးထုတ်ပိုးပြီးတော့စားချင်းစရာလေးဖြစ်အောင်ပေါ့နော်တရရက်လေးစီထားပြီးတော့ဖြတ်သွားရင်တော့ဝယ်ချင်းစရာလေးပေါ့နော်စမ်းကြည့်ချင်းစရာလေးအဲ့လိုလေး creative ဖြစ်တာပေါ့နော်အများတန်းသူတို့စားတော့အများတန်းစမ်းတင်နေအောင် upgrade လုပ်ပြီးတော့မှအဲ့လိုပေါ့နော်အမျိုးမျိုးရိုးမတွားအောင်လုပ်တတ်တာကြီးကိုအရင်သဘောကျပါတယ်စားတော့တင်မကောက်ပေါ့နော်ဒီလိုအဝတ်စားကလေးဝတ်လူကြီးဝတ်t-shirt တွေရောအစုံရှိဘက်ကအုံးရည်ဆိုရင်တစ်ခွက်မှ20ပတ်ပဲဒါ job fair မှာတုန်းကတစ်ခွက်80ပတ်နဲ့တောက်ခဲ့ရအောင်တောက်ရတယ်သူကတစ်စေးနဲ့တစ်စေးဈေးနှုန်းတွေတော့မတူဘူးပေါ့နော်တချို့နေရာတွေကဈေးပိုတက်တာပြောတချို့ကဈေးများရှိတာပေါ့ပတ်ဖူးရမြညာဈေးတွေမှာတော့လေယထာဈေးဈေးရခရင်ကတော်တော်လေးကိုဈေးတက်တာတွေ့ရတယ်ပစ္စည်းရေရှောက်ပတ်ဝယ်ဖို့ရောအစားတောက်စားဖို့ရောအတန်ဆုံးပဲပေါ့နော်ပုံတရားသူတို့တိုကျိုလို့ခေါ်တဲ့ဂျပန်စတိုင် crepes လေးပေါ့နော်အထဲမှာအသားလေးတွေဝုတ်ချောင်းလေးပါတဲ့ဟာလေးစားကောင်းတယ်တကူးမှ10ပတ်ပဲပြီးရင်ဒီလို accessory လေးဆိုရင်လည်းကြိုက်တာယူဘတ်20တဲ့ဒါတော့ game on 6ဒါကြိုက်လို့ဆိုတော့ကြိုက်တယ်ဒါတော့ငါးသားလုံးတော့ဝုတ်ချောင်းလို့ပေါ့နော်သူက sauce လေးနဲ့ဆန်းပြီးတော့ရွက်လေးလည်းကြိုက်တဲ့ရွက်လေးပြေးလို့ရတယ်တချောင်းကို10ပတ်ပဲကြိုက်တာယူဒါပေမဲ့ sauce ကနည်းနည်းချိုတော့ချိုတဲ့ဖက်တော့တိတ်မကြိုက်ဘူးဒါကလေးဘွားအမတ်တရစားစရာပစ္စည်းတွေပေါ့နော်ပလင်းလေးဆိုလေလေအထက်ကမောက်မစားရင်တောင်မှသူပူလေးလို့ကျွန်တော်ဆိုရှောက်ဝေကြတယ်ဒီလိုပြောအီးတွေရောဒါတော့စပွဲပေါ်တင်ပြီးဆော့တဲ့ဂျုံပေါ့လာပူပူရုပ်တွေစီးကြည့်တော့လည်းမကြည့်နိုင်ဒီအချင်းဒီတရက်တီးရလေဒီလိုအလုံးသေးလေးဆိုပို့ပြီးစားလို့ကောင်းတယ်ကလားကျွန်မပွဲခင်းနဲ့ရှောက်နေရင်တောင်မှဟိုရိုက်တီးရရိုက်စရာတွေအရန်ဆုံးအရန်များလို့ကိုယ်တိုင်တောင်လက်မြောက်ရှုံးပေးရပါတယ်အဲ့လိုကောင်းချင်းကြည့်တော့လေးဝယ်စားကြည့်အုံးတိနဲ့မမွေးလေးနဲ့တကယ်စားတာတော့မတောက်ချင်ပါဘူးဆိုတာဆွတ်လာတိုက်နေအရင်တက်ပဲနော်ကိုရီဖက်ကဖះအရာတတိယသွားတယ်ဒီမှာလည်းဖះကြောင့်ရံပေါ်ကြည့်ပါတောက်စင်နဲ့တောက်စရာတွေစုံနေရတယ်ဒီနှစ်ထဲတွေကဘယ်ဟာလေးလာလဲကြွေးပြပါအောင်နော်တစ်ထဲမှာပတ်တရပဲရထားစီမှာအဲ့ထက်တောင်တန်သေးတစ်ထဲ30 20 50နဲ့အောင်ရတယ်ဒီပြောအီလည်းမြင်လို့မနေနိုင်တော့လေတော့ကင်ပြဆူရှီလိုက်တရားလေးခါလန်းဆိုတူတစ်ခုကို10ပတ်တန်ရောင်းတာဒါပေမဲ့တွင်မြန်သိမ်းနေတဲ့ခါကျတော့တစ်ခု9ပတ်တန်နဲ့စီးချနေတော့အများကြီးပဲတော့ဝေကြဒီနေ့ဗီဒီယိုတော့လောက်ပါပဲရှင်အလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်